ဆက်ပြီးတင်ပြပေးကြပါလေဒါတော့မုံမြင့်နဲ့လွတ်တော်တာဝန်ကြရဲဝန်ထမ်းတို့ကိုဒီရေလုံသားအဖြစ်ရောင်းစားတဲ့3ဦးကိုဖမ်းဆီးလိုက်တဲ့အခြေအနေဒီဖြစ်စဉ်ကတော်တော်လေးလည်းရည်စရာကောင်းတယ်ဗျဖြစ်တာကဇွန်လ19ရက်နေ့ညနေ4:00နာရီခွဲခန့်မှာတဲ့မော်လမြိုင်ပေါ့မော်လမြိုင်မှာရှိတဲ့ကျွန်တော်တို့ပြည်နယ်လွတ်တော်ပေါ့ပြည်နယ်လွတ်တော်မှာရှိတဲ့တာဝန်ကျတဲ့ရဲဝန်ထမ်းကသူ့ဂျူတီပြီးတော့ရဲတပ်သားဖြစ်တဲ့ဇော်ဝင်းထွန်းသူကသူ့ဂျူတီဖြစ်တော့သူ့ဂျူတီပြီးတဲ့အခါမှာမော်လမြိုင်မြို့တောင်ကုန်းတန်းပေါ်မှာရှိတဲ့ဒကမောက်စီတို့တော့ဖူးတယ်တော့ဖူးတော့သူကရှင်မြမှာထိုင်နေပါဗျာသူလည်းဘာတွေလွမ်းနေလဲမသိဆွေးစရာရှိတယ်ဆွေးမှာပေါ့ဗျာလူငယ်ဆိုတော့လွမ်းစရာရှိတယ်လွမ်းမှာပေါ့အဲ့ချိန်မှာကျွန်တော်အမျိုးသား3ယောက်ရောက်လာပြီးတော့သူပါးနေတာတွေပိတ်ရိုက်ပြီးတော့မင်းဘာကောင်းလဲငါဘာကောင်းလဲကွာဆိုပြီးတော့စာချုပ်ကိုခေါ်တင်သွားတယ်ခေါ်တင်လာပြီးတော့သူ့ကိုလာခေါ်တဲ့လူက3ယောက်ဆိုင်ကန်တစီသူ့ကိုအဲ့မှာလူအမျိုးသား2ယောက်ကကြားထဲထည့်ပြီးတော့သူ့ကိုခေါ်သွားတယ်ငါဘာကောင်းကွာမင်းဘာကောင်းကွာဆိုခေါ်သွားတယ်ခေါ်သွားပြီးတော့ကြက်ခမီမျိုးကိုသူတို့မောင်းသွားတယ်ည7:00နာရီမှာကြက်ခမီမျိုးရောက်တယ်ပေါ့အဲ့မှာကျွန်တော်တို့ဒီရေလုတ်သားတွေကိုကျွန်တော်တို့စုတဲ့ပွဲစားဖြစ်တယ်ပွဲစားရှိတဲ့သူပို့လိုက်တယ်ပေါ့ပွဲစားနဲ့နာမည်ကတင်စာလွင်တဲ့တော်ဗျာကျွန်တော်တို့အလုံသမားစုတဲ့ခေါင်းပေါ့ဗျာအဲ့ဒီအလုံသမားစုတဲ့ခေါင်းပေါ့အဲ့ဒီအိမ်ရောက်လာတယ်အဲ့မှာသူကကြက်ခမီမှာရှိတဲ့ရေလုတ်သားပွဲစားဖြစ်တဲ့မတ်တင်စာလွင်အိမ်ကိုရောက်သွားပြီရောက်သွားတော့ခုနကဆန်ကယ်သမားတွေရဲ့လူမိုက်လူရန်ကားတွေပြောဆိုတဲ့အတိုင်း12 သိန်းပေးပေါ့သူဒီမှာရေလိုသားလုပ်ဖို့အတွက်ကြိုထုတ်တယ်12 သိန်းပေါ့ဗျာအဲ့လာနဲ့ဒီပွဲစားဖြစ်တဲ့အမျိုးသမီးကဒီကောင်လေးမူမမှန်ဘူးပေါ့ဗျာခဏနေတော့အဲ့ကောင်လေးကိုသူက yes ကောင်ကိုသွားပြီးအကြောင်းကြားခိုင်းလိုက်တယ်ပေါ့အကြောင်းကြားခိုင်းပြီးတော့သူကအဲ့မှာ yes ကောင်မှာသူကအကြောင်းကြားပြီးတော့သူဒီလိုဖြစ်စဉ်ဖြစ်တယ်ပေါ့ဗျာဖြစ်စဉ်ဖြစ်တယ်အကြောင်းကြားတယ်ကြက်ကမီနေမီ yes ကောင်အကြောင်းကြားတယ်အဲ့မှာကျွန်တော်စကန်မှုရဲအုပ်စန်းကိုဦးစီးဖွဲ့မှာဒီရေလိုသားပွဲစားဖြစ်တဲ့မတ်တင်စာလွင်ကိုလာစစ်တယ်ပေါ့လာစစ်ပြီးတော့ခုနကလာပိုးတဲ့သူကဘယ်သူတွေလဲဆိုတော့နောက်ကြောင်းလိုက်တယ်တိုက်တဲ့အခါမှာခုနကလူပြန်ပေးဆွဲတဲ့အဖွဲ့ဖြစ်တဲ့မော်လမြိုင်မြို့မင်းဒီကုန်းရက်ကွက်ဘူတာကြီးဝန်းမှာနေတိုင်းအသက်52နှစ်အရွယ်တင်တန်းနောက်တစ်ယောက်ကမော်လမြိုင်မြို့ကြာအင်းကြီးရွာအုပ်စုဇော်ကုန်းကြီးရွာမှာနေထိုင်တဲ့အသက်46နှစ်အရွယ်တင်မင်းထွတ်နောက်တစ်ယောက်ကတော့မော်လမြိုင်မြို့မြင်းဒီကုန်းရက်ကွက်ဘူတာကြီးဝန်းမှာနေတဲ့အသက်38နှစ်အရွယ်ဖြိုးကိုသူတို့3ယောက်ဖမ်းလိုက်တယ်ပြီးသွားတယ်အဲ့လူတွေအသုံးပြုတဲ့ဆိုင်ကယ်က82ရပလက်မြင်းဆောင်ခွန်ကား86ပြီးရင်ကျွန်တော်တို့နောက်တဲ့တစ်စီးကရပလက်3484အဲ့ရတွေမိတယ်တဲ့လက်ရှိသူတို့တော့လူကုန်သားနဲ့စစ်ဆေးနေတယ်ပေါ့ဗျာစစ်ဆေးနေတယ်အဲ့တော့ဘလောက်ဆိုးလဲဗျာခင်ဗျအဲ့ဒါတွေကအဲ့ဒီဒေတာမှာဘလောက်ထိဖြစ်နေပြီလဲခင်ဗျားတို့စဉ်းစားကြည့်ဒီနေရာမှာဒါကဒီရဲတပ်သားမလို့သူရဲ့ထွက်ပေါက်ကိုသူရှာနိုင်လို့ပြန်ရောက်တာမဟုတ်ဘူးဆိုရင်ခင်ဗျာဒီရဲတပ်သားခင်ဗျာလူလဲရောင်းစားခံအောင်ပဲရဲပြေးဖြစ်လဲခင်ဗျာကြောင်ညာခံအောင်ပဲအဲ့တော့ तू ကဒီတော့ခင်ဗျာဒီရေလုံကန်းနဲ့ပါသွားပြီဆိုတော့ तू ကုန်းပေါ်တက်လို့မလွယ်တော့ဘူးအဲ့တော့တေးကြတဲ့100 တီလောက်ကကြံမှာပဲအဲ့တော့100 တီလောက်ပြီးတော့ तू ကရဲစကန်သွားပြီဆိုလဲဟိုမှာရဲတပ်ဖွဲ့ကသူ့ရဲ့လှုပ်ထုံးလုပ်နေရသူ့ကိုရဲပြေးကြောင်ညာပြီ तू ကနှစ်ခါနာအောင်ပဲအဲ့လိုဖြစ်စဉ်တွေကကျွန်တော်ဘလောက်ဖြစ်နေပြီလဲပေါ့ဗျာဒါတွေကျွန်တော်တို့ဟိုပြင်းပြထန်ထန်လုပ်ဖို့လိုတယ်ဗျဒီသေးပြချုပ်ချင်တာကကျွန်တော်တို့မော်လမြိုင်မှာတော့ခုနကမျိုးသား3ယောက်ပေါ့ဗျာမျိုးသား3ယောက်ကသူလွမ်းဖျားပေါ်မှာလွမ်းဆွေးနေတဲ့ရဲတပ်သားတယောက်ကိုဖမ်းခေါ်ပြီးတော့ခင်ဗျာအဲ့မှာရေလုံငန်းဘက်ကိုတွားရောက်နေတယ်ဗျာဘလောက်မိုက်ရိုင်းနေဆိုရင်လက်ရှိအဲ့ဒီ3ယောက်ကတော့ဖမ်းဆီးပြီးတော့စစ်ဆေးနေတယ်ဒါလို့ကျွန်တော်တို့မော်လမြိုင်ရဲ့အခြေအနေဒါကြောင့်လူငယ်တွေအနေနဲ့ကိုမတရားအလုံးမခံဖို့အတွက်တွားတဲ့နေရာကိုတွားတဲ့အခါမှာအုပ်စုလိုက်တွားတယောက်တည်းမတွားနဲ့အုပ်စုလိုက်သွားလူမိုက်လူရန်ကားတွေရှိတယ်ဒီလိုကောင်းတွေရှိတယ်အဲ့မှာခင်ဗျားတို့မှာကြားပေါင်ဝယ်မျိုးရောင်းပလိုက်သွားပြီ